မျိုးစေ့5မျိုးရှိတယ်တဲ့မြတ်စွာဘုရားနော်အပင်ဖြစ်ပွားဖို့အတွက်မျိုးစေ့ဆိုတာ5မျိုးရှိတယ်ပေါ့အဲ့ဒီ5မျိုးကဘာလို့ဆိုရင်မူလပိစတာတခုမူလပိစဆိုတာအမြစ်ကလည်းမျိုးစေ့ပဲတချို့ပင်ကအမြစ်ကိုစိုက်ရတာလေနော်အမြစ်ကိုတူးစိုက်တာအဲ့ဒါအမြစ်ကမျိုးစေ့နောက်တစ်ခါခန္ဓာပိစအကိုင်းကိုစိုက်တာရှိတယ်အဲ့ဒါကြတော့ပင်စီသည်မျိုးစေ့အခပိစတချို့ပင်ကအညွန့်အဖျားလေးကိုစိုက်လိုက်ရင်ရှင်းတယ်အဲ့ဒါကြတော့အခပိစတချို့အပင်ကအစစ်ကိုအစစ်ပါအောင်ဖြတ်ပြီးတော့ဥပမာကြံတို့ဝါတို့အစစ်နဲ့စိုက်အစစ်ပါအောင်ဖြတ်ပြီးတော့စိုက်တဲ့အခါမှာအဲ့ဒီအစစ်ကနေပြီးတော့ပင်ထွက်တာအဲ့ဒါကြတော့ဖလူပိစလို့ခေါ်တယ်နောက်တစ်ခုကတော့လူတွေခေါ်နေတဲ့အတိုင်းပိစနော်တကယ်အစစ်ဟာမျိုးစေ့တစ်ခုပဲအဲ့တော့များသောအားဖြင့်မျိုးစေ့ဆိုလို့ရှိရင်အဲ့တစ်ခုပဲအတိများကြတယ်ပေါ့အဲ့ဒါကိုပိစမျိုးစေ့အဲ့တော့မျိုးစေ့အပင်ဖြစ်ဖို့ရာအတွက်အမျိုးစေ့5မျိုးရှိတယ်လို့ဒီလိုပြောတာနော်မျိုးစေ့5မျိုးမူလပိစအမြင့်မျိုးစေ့ခန္ဓာပိစအကိုင်းအခက်မျိုးစေ့အကပိစအညွန့်မျိုးစေ့ဖလူပိစအစစ်မျိုးစေ့နဲ့ပိစမျိုးစေ့လို့ခေါ်တဲ့မျိုးစေ့နော်တရစေ့တို့ဓမ္မစေ့တို့အဲ့ဒါမျိုးစေ့အဲ့လိုသပင်ဖြစ်ဖို့မျိုးစေ့5မျိုးရှိတယ်ပေါ့ခဏခေတ်ကြတော့ကိုင်းကူတွေရောဘာတွေရောဆိုပို့ပြီးတော့မျိုးစေ့တွေပေါ်နေတယ်နော်အမျိုးမျိုးရှောက်ဆက်ပြီးတော့စိုက်နေကြတာသို့တော့ဒီ5ခုတွေကတစ်ခုခုပါပဲဒီထက်တော့လွတ်ထွက်သွားတာမရှိဘူးနော်တ issue ငပြောတော့ပါတော့တော့လောက်ခုခေတ်မှာတော့အဲ့တော့မျိုးစိတ်ဆိုတာကိုဒီသပင်ကနေထုတ်ယူပြီးတော့အပင်ဖြစ်အောင်စိုက်ကြတယ်မြတ်စွာဘုရားဟောတာကမျိုးစိတ်5မျိုးတဲ့အဲ့ဒီမျိုးစိတ်5မျိုးဟာမပြတ်မစီးအောင်မြင်ရှိနေတယ်မျိုးစိတ်ကောင်းတယ်လို့ပြောတာတခုတည်းပြောမယ်ဆိုရင်တရက်စီလေးတစ်စီရထားတယ်တရက်စီလေးကြည့်အပင်ကမပေါက်ဘူးဘာရှိရမှာတော့ဆိုရင်မြေကြီးရှိရမယ်ရှိရမယ်မြေကြီးနဲ့ရေနဲ့ပေါင်းမှအသေးအစိတ်အပင်ပေါက်နိုင်တယ်သူကြီးထားလို့အပင်မပေါက်ဘူးအဲ့တော့ဒီမျိုးစိတ်အလုံးဟာလည်းပဲမပြတ်မစီးသိမ့်ထားပြီးတော့မြေနဲ့ရေနဲ့ပေါက်ဆက်လိုက်တဲ့အခါမှာအပင်ဖြစ်တယ်ဒါကဥပမာအနေနဲ့ပြောတာလူဘဝဖြစ်တာလဲအဲ့ဒီတိုင်ပဲနော်ဘဝမှာဖြစ်ကြတယ်ဆိုတာအဲ့တိုင်ပဲကိုယ်တိုင်နဲ့အဲ့ဒါနဲ့ဖြစ်လာတာကိုယ်တိုင်လဲလူတိုင်းအဲ့တိုင်ဖြစ်လာတာအဲ့ရပြောမယ်ဆိုလို့ရှိရင်တာမန်ကြည့်မယ်ဆိုရင်လူမြင်ရတာကိုပြောရမယ်ဆိုရင်မိဘရဲ့တွေ့တာနှစ်ခုပေါင်းစပ်ပြီးတော့ကလလရေးချီဆိုဖြစ်တာဒါပေမဲ့အဲ့ဒါလူမြင်တာကိုပြောတာနော်လူမြင်တာကိုပြောတာအခုခေတ်ရုပ်ဝတ္ထုပိုင်းကပြောမှဆိုရင်မိဘရဲ့သွေးသားပေါင်းစပ်မှုအဲ့ဒီပေါင်းစပ်မှုကနော်အဲ့ဒီပေါင်းစပ်မှုနှစ်ခုဟာမြေလွှာသဘောပဲဖြစ်တယ်နော်မြေလွှာပဲဖြစ်တယ်မျိုးစိမဟုတ်သေးဘူးအဲ့ဒါမိဘရဲ့သွေးသားနှစ်ခုပေါင်းစပ်တာကမြေလွှာအဲ့ဒီမဲ့ခုနကန္တရားကဖန်တီးလိုက်တဲ့ဝိညာဉ်မျိုးစိပြီးတော့မှတွေ့တာမှုတဏကရှိတော့အဲ့ဒါလိုပြန်ပြီးတော့ကြည့်အောင်ဆိုလိုတာကမိဘရဲ့သွေးသားကကလလရေးချီဆိုတာ
ဆွိုင်းမဲ့သူကမြည်လွာပဲအဲ့တည်းမဲ့လူတွေဖန်တီးလို့မရတာပါလဲလို့ဆိုရင်အဲ့ဒီမှာပါလာတဲ့ကံကြောင့်ဖြစ်တဲ့ပရိသေရိစိတ်ရဲ့ကံကြောင့်ဖြစ်တဲ့ရုပ်တွေရဲ့နော်ပရိသေရိစိတ်နဲ့ကမ္မဇယုတ်ကံကြောင့်ဖြစ်တဲ့ရုပ်တွေရဲ့ပရိသေရိစိတ်ရဲ့တော့ဆိုလိုတာကကာယတတကကလရုပ်ပေါင်း30ဝတ္ထုတတကကလရုပ်ပေါင်း30နဲ့အမျိုးသားအမျိုးသမီးကွဲရင်ဘာဝတတကကလရုပ်ပေါင်း30အဲ့တော့ရုပ်ပေါင်း30နော်အဲ့ဒါကအမေကလောက်တာမဟုတ်ဘူးအဖေကလောက်တာလည်းမဟုတ်ဘူးအမေအဖေနဲ့မဆိုင်ဘူးပရိသေရိတည်တယ်ဆိုတာအဲ့ဒီပရိသေရိမျိုးစိတ်ပရိသေရိစိတ်လေးရဲ့ကံကြောင့်ဖြစ်တဲ့ကမ္မဇယုတ်30ရဲ့အဲ့ဒီနှစ်ခုကပြိုင်နှုတ်ဖြစ်လာတာပြိုင်နှုတ်ဖြစ်လာတာအဲ့ဒီမဲ့ဝိညာဉ်လေးကိုအဓိကထားပြီးတော့ပြောတာပရိသေရိစိတ်ဝိညာဉ်လေးကိုအဓိကပြောတာပဋိစ္စသမုပ္ပါဒ်ကြတော့သင်္ခါရပစ္စယဝိညာဏသင်္ခါရဆိုတာအတိတ်ဘဝကကံတရားအတိတ်ဘဝကကံတရားကြောင့်ဝိညာဏဆိုတဲ့ပရိသေမျိုးစိတ်လေးဖြစ်လာတယ်နော်အဲ့ဒီမျိုးစိတ်လေးအကြအဲ့ဒီမျိုးစိတ်လေးကဘယ်မှာဖြစ်တာတော့ဆိုရင်ပြောမယ်ဆိုလို့ရှိရင်မိဘနှစ်ပါးပေါင်းစုံထားတဲ့တွေ့တာမှသွားဖြစ်တယ်အဲ့ဒီမိဘတို့ရဲ့တွေ့တာသည်ဆွိုင်းပဲမြည်ကြီးပဲဒါလောကအမြင်နဲ့ပြောတာနော်မြေကြီးအဲ့ဒီမြေကြီးပေါ်မှာခုနကဝိညာဉ်ဆိုတဲ့ပရိသေရိမျိုးစေ့ကြတယ်အဲ့ဒီပရိသေရိမျိုးစေ့လေးကမှဝိညာဏပစ္စယနာမရူပံဆိုနာနေယုတ်တွေပါလာတာနာနေယုတ်တွေဟာအညွန့်ထက်လာတာနဲ့တူတူပဲအဲ့ဒါပရိစ္ဆေသမုပ္ပါဒ်နဲ့ကြည့်မယ်ဆိုရင်အဲ့တိုင်းပဲနော်အဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဝိညာဏပစ္စယနာမရူပံအဲ့ဒီပရိစ္ဆေသမုပ္ပါဒ်ကလူဟာဘလို့ဖြစ်လာတယ်လဲကိုစမ်းစစ်ကြည့်ငါတို့ဒီဘဝဘလို့ရောက်လာတာလဲဆိုရင်အဲ့ဒါနဲ့ပဲပြောမှာဖြစ်တယ်နော်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိတာအဝိဇ္ဇာအဲ့ဒီမသိလို့လှုပ်မိလှုပ်ရလှုပ်တာကသင်္ခါရကုသကံအကုသကံနှစ်ခုမသိတာကအဝိဇ္ဇာလှုပ်ပြီးလှုပ်ရလှုပ်တဲ့ကံတရားတွေကသင်္ခါရအဲ့ဒီကိလေသာနဲ့ကံနှစ်ခုပေါင်းစပ်ပြီးတော့ထုတ်လုပ်လိုက်တဲ့အခါကျတော့ဒါကလူမသိတဲ့ဟာပေါ့နော်ဝိညာဏဆိုတဲ့မျိုးစေ့တွေဖြစ်လာတယ်အဲ့ဒီဝိညာဏကမှပရိသေရိလေးကမှဆင်ကဲပြီးတော့ဖြစ်လာတာဝိညာဏပစ္စယနာမရူပံထတုဘဝကိုတည်ဖို့တာဒါပရိစ္ဆေသမုပ္ပါဒ်ဘဝလို့ဖြစ်လာတယ်လဲဆိုတာပြောတာဒါပရိစ္ဆေသမုပ္ပါဒ်ရှုတော့ကပြောတာ